င်္ဂလာပါခင်ဗျာ SOK ဖြည့်ရှင်းမြောက်သောပို့စာများစီစဉ်ရနေကျေးဇူးပါရခင်ဗျာကျွန်တော်ဒေါက်တူပါမြန်မာမဲပါရှင်အခုဗျာအားထပ်ပြောင်းပါဟုတ်ပြီဗျာမေးတော့မယ်ပေါ့နော်ဟုတ်တယ်ကိုကဲဟုတ်ပါပြီကဲအဲ့ဆိုဒီနေ့လည်းအကူပဲပြောပြပေးမယ်နော်ဒီတစ်ခါအကူပြောပြချင်တာကြတော့လူသာမကာသီအကြောင်းလည်းပြောပြပေးမယ်နော်โอเคလူသာမကာသီကကြတော့မဲပါရဲ့ဟို1920ခုနှစ်ပေါ့နော်ဒါသူကအဲ့ခုနှစ်အစောပိုင်းပေါ့နော်အဲ့မှာတော့နာမည်ကျော်တဲ့ကစားသမားအားကစားသမားတော့အားကစားဘာကစားလဲဆိုတော့လက်ဝဲသမားဟုတ်လက်ဝဲသမားလက်ဝဲသမားတော့1920လူအဲ့အစောပိုင်းကာလနေမှာတော့နာမည်ကြီးတဲ့အားကစားသမားတူကဖြစ်လာခဲ့တယ်တဲ့သူ့ရဲ့ဒီတေမှုအကြောင်းရင်းကိုလူအများကဟိုကံမကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုအဖြစ်ဖို့ဒါစဉ်းစားကြတော့လေပဲတဲ့သူ့တည်ဆုံမှုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်နှစ်ချက်ကြောင့်မို့လို့ဒီသူ့ရဲ့တည်ဆုံတဲ့ဇာတ်ကြောင်းပါပေါ့နော်လျှို့ဝှက်စံကြဲတဲ့ဇလန်တစ်ခုဖြစ်နေပြောစမပြူကြတယ်တဲ့နော်ဒါထူးဆန်းမှုရှိတယ်နော်အဲ့တော့ကိုတော့ပြောပြမယ်နော်ဟုတ်ကဲ့ဒီလူသာမက်ကာတီရတဲ့1892ခုနှစ်ဒါမတ်လ18ရက်နေ့မှာပေါ့နော်အမေရိကန်ပြည်ထောင်စုနော်နီဘရာစကာပြည်နယ်မှာပေါ့နော်သူ့မွေးဖွားခဲ့တယ်ပေါ့နော်မွေးဖွားခဲ့ပြီးတော့ခါကျဒါမှတ်တမ်းအရဆိုလို့ရှိရင်သူ့မိခင်ကဟိုနောက်တစ်နှစ်ပေါ့အကြာမှာသူ့မွေးပြီးတော့နောက်တစ်နှစ်အကြာမှာပေါ့နော်သူ့မိခင်ကဆုံးသွားခဲ့တယ်တဲ့သူ့မွေးပြီးတစ်နှစ်သူ့မွေးတစ်နှစ်ကြာသူတစ်နှစ်သားမှာသူ့အမေဆုံးနေပေါ့ကွာအဲ့လိုမျိုးပေါ့နောက်သူ့ဖခင်ကကြတော့တဲ့အဝလွန်ယောဂကြောင့်မို့လို့တဲ့ဟိုကလေးနှစ်ဦးကိုပြည့်စုံစောင့်ရှောက်ရတာခက်ခဲခဲ့တယ်ပေါ့ကွာသူကအဝလွန်ယောဂဖြစ်နေတယ်သူအဖေကသူကြည့်ရနောက်ထပ်ညီကောင်မရှိတဲ့အထင်မှာသူကလေးနှစ်ဦးကိုဟိုပြည့်စုံစောင့်ရှောက်တာသူ့အဖေအတွက်အရင်ခက်ခဲခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့တဲ့သူကဒီလူတာကသူ့ကျမ်းမာရေးအပေါ်မှာအထူးစိုးရိမ်စွာနေပဲသူ့ရဲ့လူငယ်ဘဝအရွယ်ကိုဖျက်ဆီးခဲ့ရတယ်သူ့ဖေကိုစိုးရိမ်ပြီးတော့သူဖျက်ဆီးခဲ့ရတာပေါ့နော်အဲ့လိုမျိုးစကြဝဠာဘဝမှာတော့တဲ့သူကစားစရာကိုအမြဲတမ်းဟိုတေချာစားခဲ့ပြီးတော့တဲ့သူ့ရဲ့ဝါသနာတစ်ခုကိုသူကဒီဇိုင်းမဲ့လှုပ်တဲ့ပုံစံပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့သူဟာတဲ့သူ့တငယ်ချင်းတူဟာတဆင်ပေါ့နော်ဒါလက်ဝဲအားကစားနည်းကိုစပြီးတော့သူကသိဖြစ်ခဲ့တယ်တဲ့နော်ပထမတော့သူကဒါဟိုအစားတချက်စားပြီးတော့သူဂျင်ဆော့တယ်ပေါ့ကွာကျမ်းမာရေးအတွက်ပေါ့နော်အဲ့ပုံစံတော်ခဲ့ဒါပေမဲ့တကယ်ရင်တူးစင်ရနေမှာတဆင်ပေါ့ဒီလက်ဝဲအားကစားနည်းကိုသူသိပြီးနောက်မှာတော့သူက professional အားကစားသမားတူပေါ့ဒီလက်ဝဲသမားတူဖြစ်လာစေဖို့အတွက်ကိုသူကစန္ဒရှိလာတယ်တဲ့သူကသူ့ရဲ့ဝါသနာပိုပြီးကြီးမားလာနော်ဝါသနာကသူဘာလုပ်ချင်တာဆိုပေါ်လာတာပေါ့နော် professional ဖြစ်ချင်တာဟုတ်တယ်အဲ့တော့1909ခုနှစ်မှာတော့တဲ့အသက်16နှစ်အရွယ်ပေါ့လူသားကဒါသူ့ချစ်သူRhoda Wright ပေါ့နော်သူနဲ့လက်ထိုက်လိုက်တယ်ပေါ့နော်လက်ထိုက်ခဲ့တယ်ပြီးတော့1911ခုနှစ်မှာ February လမှာကြာတော့ချင်းသူတို့ရဲ့ဒါပထမနဲ့တူးတဲ့တော့သမီးလေး Cornelia ပေါ့နော် Cornelia Alberta နော်သူ့မွေးဖွားခဲ့တယ်တဲ့ဒါမြို့ထဲမှာရှိတဲ့တငယ်ချင်းတွေနဲ့ပြီးတော့လက်ဝဲပြိုင်ပွဲဟိုတစ်ခုမှာပေါ့တက်ရောက်ရှင်ပြိုင်တဲ့အချိန်မှာလူသားကဒါပြည်တွင်းပွဲစီစဉ်သူတွေရဲ့အာယုံစိုက်မှုကိုသူရရှိခဲ့တယ်တဲ့။မထင်မှတ်ပဲကွာသူကလည်းဒါဝါနာလည်းပါတယ်လေးလာနေတယ်ဆိုတော့ဒီပြည်တွင်းမှာရှင်ပြိုင်တဲ့ပွဲတစ်ခုကိုသူဒီတိုင်းဝင်ပြန်လိုက်တာပေါ့။အဲ့မှာသူ့ရဲ့ talent ကိုဒီပွဲစီစဉ်တွေမြင်သွားအောင်ရပါတယ်။ဟုတ်သူရဲ့စမ်းလည်းဖြစ်မှာပေါ့နော်။ဟုတ်တယ်သူပွဲစီစဉ်အာယုံစိုက်သွားတာပေါ့နော်။အဲ့မှာတပါဖြစ်သွားလေ1910ခုနှစ်ရောက်တော့ခါကျတော့ဒါပြိုင်ပွဲမတိုင်ခင်တရက်အလိုပေါ့ပြိုင်ပွဲတစ်ပွဲရှိတယ်ကွာ။အဲ့ပြိုင်ပွဲမတိုင်ခင်တရက်အလိုမှာတဲ့ဒါမြို့ပြင်ကိုထွက်သွားတယ်ဒီတိုက်ခိုက်ရေးသမားဒီအားကစားသမားပေါ့နော်Ram Candy ပေါ့နော်အဲ့လူရဲ့အစားဒါလူသားကဝင်ရောက်ရှင်ပြန်ခဲ့ရတယ်ပေါ့သူ့ရဲ့ကံများနော်သူရှင်ပြန်ရဖို့အချိန်တန်လာတော့ဟုတ်ပါနော်အချိန်ပဲနော်ဟုတ်တယ်သူအချိန်တန်လာတဲ့ခါကျတော့ဒါဟိုသူအစားထိုးဝင်ရမယ့်နေရာပုတ်ပေါ်လာတာနော်အဲ့တဘောပေါ့ဒါသူကဒီသူ့ရဲ့ဒီပြိုင်ပွဲပေါ်အားဟိုသူကအလွန်ကောင်းမွန်စွာနဲ့လှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီ1911ခုနှစ်မှာပေါ့နော်ဇန်နဝါရီလမှာနော်သူသမီးမွေးဖွားမဲ့အချိန်မတိုင်မီတလအလိုမှာသူအသက်19နှစ်အရွယ်မှာပေါ့နော်လူသားက professional လက်ဝဲပွဲမှာစတင်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီသူသမီးလေးတာသူသမီးလေးမမွေးခင်တလအလိုမှာပဲသူအသက်ကဟုတ်တယ်အသက်19နှစ်ပဲရှိသေးတာငယ်ငယ်လေးနော်သူငယ်ငယ်လေးအိမ်အောင်ကြတဲ့သဘောပေါ့နော်အဲ့လိုဝင်ရောက်ရှင်ပြိုင်ခဲ့တယ်ပေါ့ကွာအဲ့တော့ဒီ web အကြံနဲ့ဒါထိုးတဲ့ပွဲမှာလူသားကနှစ်ချီအတွင်းမှာပဲเนาะနောက်ကောက်ကြအောင်ထိုးသက်အနိုင်ယူလိုက်တယ်တဲ့အဲ့ဒီသူ့ရဲ့ပြိုင်ပွဲနှစ်ချီအတွင်းမှာနိုင်လိုက်တာဆိုတော့တော်တယ်ဆိုတော့သူကဟိုဘလို့သူဝါနာပါတာကလည်းဒါအရန်ဖြစ်နေတယ်လေပြီးတော့တေချာလေးလေးလာတင်ယူတယ်သူ့ရဲ့ဒီဟိုဘလို့ခေါ်မလို့ဒီဟာကိုဝင်ရောက်ရှင်ပြိုင်မှုကန်လည်းခုနပြောလို့ပေါ်လာခဲ့ပြီလေအဲ့လိုဆိုတော့ဒါသူကအကျိုးပေးရဖြစ်လာပြီမြန်လာပြီပေါ့အဲ့လိုဖြစ်တာပေါ့နော်အဲ့တော့နိုင်ယူနိုင်ခဲ့တယ်ပေါ့ကွာတော့သူကပြီးတော့ရက်ကလည်းရှိပြီပဲ6ပေနဲ့4လမ်းမှရှိခွာလဲထွားရဲဟုတ်တယ်
တော့သူ့အရက်က6ပေလေးလည်းမရှိတဲ့အရက်မြင်ကြီးကြောင့်မို့ဒါလူအများရဲ့အာရုံစိုက်မှုကိုရရှိထားပြီးသားသူဖြစ်တယ်တဲ့အဲ့ချိန်ကစပြီးတော့ဒါသူ့ရဲ့အလုတ်အကင်ကဘာဖြစ်တော့လဲဆိုလက်ဝိနဲ့အသက်မွေးတာဖြစ်လာခဲ့တယ်ပေါ့နော်တော့ဒီလမ်းပေါ်ကိုဒီလမ်းကြောင်းပေါ်ရောက်လာခဲ့တော့တာပေါ့နော်အဲ့ဒီနှစ်အတွင်းဒါလူသားဆိုလို့ရှိရင်တဲ့တရားဝင်ထိုးပွဲ9ပွဲထပ်ပြီးတော့အောင်မြင်ခဲ့တယ်9ပွဲတာ9ပွဲတော့အောင်မြင်ခဲ့တယ်အဲ့ဒီအထဲမှာပေါ့နော်ပထမဆုံးအာရုံစိုက်စရာဖြစ်တဲ့ပွဲပေါ့နော်အဲ့မှာပါလဲဆို10မိနစ်မေးစေးကြောင်နာမည်ကြီးတယ်တဲ့ဂျိုးဂရန်ပေါ့နော်သူနဲ့ထိုးရတဲ့ပွဲဖြစ်တယ်ပေါ့နော်ဒါလူသားအကောင်းဆုံးစူးစမ်းခဲ့တော့လည်းပဲတဲ့အနိုင်မထိုးနိုင်မဲနဲ့တရီပွဲဖြစ်သွားတော့ပွဲတရီဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဂျိုးကိုအနိုင်ရဖို့ဆိုတာခက်ခဲလုံးတဲ့အတွက်ကြောင့်မို့လို့တဲ့ဒါတရီပွဲပြီးသွားခြင်းနဲ့အောင်မြင်မှုအဖြစ်သတ်မှတ်ကြတယ်ပေါ့နော်ပြီးတော့နောက်အခြားထိုးပွဲ6ပွဲထဲမှာဆိုလို့ရှိရင်လည်း9ပွဲမှာဒါလူသားကအလဲထိုးအနိုင်ရခဲ့တယ်ပေါ့ကွာဒါသူ့အမှာဘာဖြစ်လာလဲဆိုတော့ဒီဂုံတိတ်ခါတဖြည်းဖြည်းနဲ့သူတက်လာခဲ့တာပေါ့ဂုံတိတ်ခါတက်လာသူနာမည်ကြီးလာတယ်ပေါ့ကွာနာမည်ကြီးကျဲတမွဲ့အဖြစ်နဲ့သူကထင်ရှားလာခဲ့ပြီးတော့ဒါရှင်ပြိုင်မှုအခက်အခဲဆုံးလက်ဝဲသမားတူဖြစ်လာခဲ့တယ်နော်ပြီးတော့ထပ်ပြီးတော့သူရှင်ပြိုင်မှုခက်ခဲတဲ့နောက်ထပ်ဒီလက်ဝဲသမားတူဖြစ်တယ်ကွာသူကJack Johnson ပေါ့နော်သူ့အဲ့မှာစိန်ခေါ်နိုင်တဲ့တကယ်ရှင်ပြိုင်သူတူသူဖြစ်လာခဲ့တယ်အဲ့လူတော်အဲ့လူတော်သူကရှင်ပြိုင်မှာနော်အဲ့မှာ Jack Johnson ဆိုတဲ့လူသူကတကယ်ပြောရရင်ကွာဒီလူကသူ့ထက် senior လည်းဖြစ်တယ်တကယ်ကိုနာမည်ကြီးရှင်ပြိုင်ရခက်တဲ့လူမျိုးဖြစ်လိမ့်မယ်အဲ့လူတော်မှသူကဒါရှင်ပြိုင်နိုင်တဲ့လူတူဖြစ်လာခဲ့တယ်ပေါ့နော်လက်ဝဲသမားအတွက်ကွာအနာဂတ်မှာဒါအလွန်လင်းလက်နေတယ်ဒါလက်ဝဲသမားဒီလောကအတွက်ကိုသူကအနာဂတ်မှာသူအရန်ကိုလင်းလက်တောက်ပါနေပြီ1912ခုနှစ်ပေါ့နော်အဲ့မှာဒါထိုးပွဲတွေကိုထပ်မှန်ပြီးတော့စီစဉ်ခဲ့ကြပြီးတော့တဲ့အများစုမှာဒါလူသားပဲအနိုင်ရခဲ့တယ်တဲ့အဲ့ခေတ်မှာရှိတဲ့ဒီ heavyweight လက်ဝဲသမားအများပြားကပေါ့နော်ဒီလူသားကိုအနိုင်ရဖို့အခွင့်အလမ်းမရှိလောက်အောင်ကိုနေပါခဲ့ကြတယ်တဲ့ကဲသူကတကယ်ကိုနော်တကယ်တော်လာတကယ်တော်ပြီးအောင်မြင်လာခဲ့တာပေါ့နော်ဟုတ်ကမြန်ဆန်တယ်နော်ဟုတ်တယ်ဒါကြောင့်မလို့ဒီပွဲစီစဉ်သူတွေကတဲ့လူများစောင့်မျှော်နေကြတဲ့ဒါလူသားမက်ဂယ်တီနဲ့နော်ဂျက်ဂျွန်ဆန်တို့ရဲ့ထိုးပွဲကိုစီစဉ်မှုအတွက်ကိုဒါအလွန်အာရုံစိုက်လာကြတယ်ဒါဟိုဘက်ကလည်းတကယ်ဆရာကြီးလေနော်ဒီဘက်ကလည်းပို့ပြီးတော့ဟုတ်တယ်ဒီဘက်ကလည်းအရင်အောင်မြင်လာကြပြီဆိုတော့သူအဲ့ပွဲကိုဟိုပေါ့စီစဉ်မှုအတွက်ကိုတကယ်အာရုံစိုက်လာခဲ့ကြတာပေါ့ကွာနော်ဒါပေမဲ့ဒီလူအများစွာမျှော်လင့်နေတဲ့အဲ့ဒီပွဲပေါ့နော်အဆိုပါပွဲယူတာဖြစ်မလာဘူးပေါ့ကွာဖြစ်မလာနိုင်ဘူးဆိုဘယ်သူမှဒါကြိုတင်မှန်းဆမထားကြမိဘူးပေါ့နော်1973ခုနှစ်မေလ24ရက်နေ့မှာအသက်22နှစ်အရွယ်ရှိတဲ့လူသားကတဲ့ဒါကနေဒါနိုင်ငံကယ်ဂရီမြို့မှာရှိတဲ့တော်မီဘန်အားကစားရုံမှာပေါ့နော်အာတာပက်ကီနဲ့ထိုးရန်အတွက်ကိုရှိနေခဲ့တယ်ပေါ့ပွဲရှိနေတယ်ပေါ့နော်โอเคအဲ့တော့လက်ဝဲသမားတွေကိုတဲ့ဒါလူလူတန်မိတ်ဆက်မဲ့အချိန်ကိုသူကရောက်လာတယ်ပေါ့နော်ဒါပွဲတစ်ခုဆိုလို့ရှင်ကွာဒီဘယ်နှပွဲနိုင်ထားပါတယ်ဒီ heavyweight champion ကတော့ဘယ်သူပါအေးဟုတ်တယ်နော်ဒါဟိုပါပေါ့ဘယ်လိုခေါ်မလဲရွှေတစိမ့်ဆုရှင်ပါညာဒီလိုကျင်ညာတဲ့သူဟာတွေပုံစံမျိုးပေါ့နော်အဲ့ဒီအချိန်ကိုသူတို့လူလူကိုမိတ်ဆက်မဲ့အချိန်ကိုရောက်လာခဲ့တယ်နော်ဒါအဲ့မှာလည်းဘာဖြစ်လာလဲဆိုတော့ဒီအဲ့ချိန်မှာပဲသူကဒေတာခင်ဖုံးတော်ကြီးတပါးကပေါ့နော်ပြိသက်6000ကျော်ရှိတဲ့ဒီထိုးခွင်းယုံတွေကိုဝင်လာပြီးတော့တဲ့သူကကျင်ညာချက်တစ်ခုလုတ်ခွင့်တောင်းခဲ့တယ်တဲ့အဲ့လိုခွင့်တောင်းတာပေါ့နော်ဒီဆရာတော်ကအဲ့မှာဒီယာမှာဒါဟိုလုတ်လေလုတ်ထားတော့မရှိဘူးတောင်းဆိုမှုကပုံမှန်မဟုတ်နေဘူးပေါ့နော်မဟုတ်တော့ပဲလေဒါပေမဲ့ဒီဖုန်းတော်ကြီးကကြတော့လူလူကြားမှာဟိုတကူကြီးနာမည်ကြီးပြီးတော့အလွန်လေးစားခံရတဲ့လူဖြစ်တဲ့ကြောင့်မို့လို့တဲ့ဒီပွဲစီစဉ်သူတွေကဒီဖုန်းကြီးခွင့်တောင်းတဲ့ဥစ္စာကိုခွင့်ပြုပေးခဲ့လိုက်တယ်တဲ့နော်ခွင့်ပြုပေးကသူကဒီအန်ဟောပွဲကောင်းတဲ့အချက်ကဘာဖြစ်လာလဲဆိုတော့သူပြောခဲ့တဲ့စကားတွေနဲ့မိနစ်အနည်းငယ်အကြာမှာဖြစ်လာမယ်အဖြစ်ပြက်တို့ကြားမှာရှိတဲ့တိုက်ဆိုင်မှုဖြစ်လာမယ်အချက်ပဲဖြစ်တယ်တဲ့ကဲဘာထူးခြားလာလဲဟုတ်တယ်နော်အဲ့ဒါကိုတော့ဆက်ပြောပြမယ်နော်ဟုတ်သူကဘာပြောလဲဆိုတော့တဲ့ဒီသူကျညာချက်ကပေါ့နော်သူကကျညာလိုက်တယ်ဒီပွဲထဲမှာဒီလူ6000ရှိမှာယနေ့ပွဲအတွက်ပတ်မိုးကူညီပေးတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်တဲ့လက်မှတ်များရောင်းရငွေရဲ့ဒစိတ်တစ်ပိုင်းကိုတဲ့ဟိုဒီဘုန်းကြီးတို့ရဲ့ဖះเจ้าအတွက်ကိုပေါ့နော်ခေါင်းလောင်းတစ်လုံးဝယ်ယူရင်အတုံးချမှာဖြစ်တယ်ပေါ့ဒါတင်တို့ထက်ဝင်ငွေတွေကတဲ့ဖះရှင်ရဲ့အိမ်အတွက်အမှတ်တရတစ်ခုဖြစ်လာမယ်တဲ့တင်တို့အားလုံးအတွက် big book ထဲမှာတဲ့မှတ်တမ်းတင်ထားမယ်တဲ့ဒါလူတိုင်းရဲ့နာမည်တွေကပေါ့နော်ဒီစာအုပ်ထဲမှာရှိနေမှာဖြစ်ပြီးတော့တဲ့ဘာကြောင့်လို့ဆိုတော့တဲ့အရာတိုင်းရဲ့စုံဖြတ်သူတခင်တော်ကတဲ့မြည်သူကိုမြည်သည့်အချိန်မှာခေါ်ယူမယ်ဆိုတာကိုတဲ့ဘယ်သူမှမသိနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့သူကအဲ့လိုကြေညာလိုက်တာ
ပြောလိုက်တာ အဲ့ဆိုဒါသူတို့ကဒီလာတဲ့ဒီလူတွေရှာနေပြီးတော့ရတဲ့လက်မှတ်ပုံနဲ့ပြန်လုပ်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်အေးပေါ့အဲ့တဘောပေါ့နော်အဲ့တဘောပေါ့အဲ့တော့ဒါကြီးကပုံမှန်ဖြည့်ပြစင်မဟုတ်ဖ ೇನೆ ကွာဒီပွဲတွေသူအများကြီးထိုးခဲ့ပြီးပြီလေဒါပေမဲ့ဒီနေ့ကျမှတက်တက်ဆိုင်ဒီဘုံကြီးကြွာလာတယ်နောက်ပြီးတော့ဒီကျင်ညာချက်ကိုပြောလိုက်တယ်နော်အဲ့တော့ကိုဆက်ပြောပြမယ်နော်ဟုတ်အဲ့စကားတွေပြောပြီးချိန်မှာပဲတဲ့သူကဒီထိုးပွဲစတဲ့ခါမှာခေါင်းလောင်းထိုးတယ်လေအဲ့မှာသူခေါင်းလောင်းတိလိုက်ပြီးတော့တဲ့ထိုးပွဲကိုစတင်လိုက်တော့တယ်တဲ့အဲ့မှာစပြီးထိုးပြီးပေါ့ကွာဒါပေမဲ့တချီတောင်မပြီးခင်မှာပဲပွဲအဆုံးသတ်သွားတယ်ဟာဘာလို့လဲအဲ့တော့ဒါသူစောဟာနဲ့ဟိုတိုက်ဆိုင်မှုပေါ့နော်တော့ကွာပွဲစတင်ပြီးတော့ကွာ2မိနစ်အတွင်းမှာနေမယ်ဒါဟိုအတာပယ်ကီကနေပြီးတော့နော်လူသားရဲ့နှလုံးအပေါ်ဘက်ပေါ့နော်ဒါရင်ဘက်နေရာဟိုဒါထိုးမိသွားလိုက်တာတဲ့ဟာ2မိနစ်အတွင်းမှာပေါ့နော်ထိုးမိသွားလိုက်တာလူသားကပြင်းထန်စွာနဲ့ဒါလဲကျသွားတာပေါ့ဒါဝိုးမနဲ့ဆိုလဲကျသွားတာပေါ့နော်ဒါလူကြီးကဟုတ်တယ်ဒါလူကြီး estimate ကကြတော့ကွာပေါ့လူခေါ်မလို့ဒီစတင်ပြီးတော့ဒီရေတွက်ပြီးကွာသိရမလားဟိုလဲကျသွားပြန်ထောက်ဖို့လို့လဲဟို3 2 1အဲ့လိုရေတွက်တာဟုတ်တယ်စတင်ပြီးတော့သူကရေတွက်လိုက်အချိန်မှာပေါ့ဒါဟိုလူသားကချမ်းမြေပေါ်မှာပဲဒါလုံးစုံကိုလုံးဝမလုံမရှားဖြစ်နေတယ်တဲ့အဲ့အချိန်မှာတော့ပေါ့နော်ဒါတိုင်းလူကြီးကခဏသူရက်လိုက်တယ်ပေါ့နည်းနည်းတော့သူတမျိုးဖြစ်သွားပြီလေနော်ဒါပွဲမှာခုမှစကားပဲရှိသေးတာဟုတ်နော်ဆိုတော့ခဏရက်လိုက်တယ်ပြီးတော့သူကတခုခုမှားနေပြီလားဆိုသူကတိလိုက်တယ်တဲ့ချက်ချင်းပဲသူကအားကစားဒီပြိုင်ပွဲတွေမှာထားတဲ့စေဝါအဖွဲ့ကိုလှမ်းပြီးတော့သူခေါ်လိုက်တယ်တဲ့10မိနစ်လောက်အကြာမှာတော့လူသားမကာတီဟာတည်ဆုံးသွားပြီဆိုပြီးတော့အတီးပြပြောကြားလိုက်တယ်တဲ့ဟဲအဲ့နှလုံးကိုထိရချိန်မှာတစ်ချက်သေးပဲနော်တစ်ချက်သေးဖြစ်သွားတာပေါ့သူတို့ထိုးလိုက်တာတော့ဒီနှလုံးအပေါ်ဘက်ကိုထိုးလိုက်တယ်ဒီနှလုံးကိုထိသွားပြီးလို့တည်ဆုံးသွားတယ်လို့ပဲလူတွေကတော့အဲ့လိုမြင်မယ်ပေါ့နော်ဒါပေမဲ့ကိုတာတို့ဆက်ပြောပြမယ်ဒီအကြောင်းလို့နော်သူ့ရဲ့ပြိုင်ဘက်နော်ခုနအတောက်ပက်ကီကလည်းတကယ်ကိုသူကအံ့ဩသွားတယ်စိတ်လှုပ်ရှားသွားပြီးတော့ခါကြတော့ဟာမျက်လုံးပြူးပြီးတော့ခါကြလေဟာအချိန်အကြာကြီးသူကလူတောင်ငေးကြည့်နေခဲ့တာလေသူလည်းအံ့ဩသွားတာလေအေးပါလားလက်ဝဲထိုးရတော့ဟိုလိုမျိုးအသက်သေစေဖို့တော့မဟုတ်ပဲမလဲဒါတစ်ချက်မှားသွားသလိုဖြစ်သွားတယ်နော်ပြီးတော့ဖြစ်လိဖြစ်တာတော့ဒါရှိနိုင်ပါတယ်ဒီလိုမျိုးပြိုင်ပွဲမျိုးဆိုတာဒါပေမဲ့ तू ကစလို့မှ2မိနစ်တော့မရှိသေးအချိန်မှာချက်ချင်းဖြစ်သွားတာလေချက်ချင်းဖြစ်သွားတာဆိုနော်အဲ့မဲ့ तू ဒီမျိုးလုံးပြူးပြီးတော့အကြာကြီး तू ငေးကြည့်နေခဲ့တယ်တဲ့ဟုတ်ပြီးတော့ဟိုတကယ်ကိုမိမိမောမောပေါ့ तू ကြည့်နေတာပေါ့နော်ဘယ်လိုများဒီလက်သီးတစ်ချက်ကအသက်တစ်ချောင်းကိုပါသွားတာလဲဆိုပြီးတော့ तू တွေးနေပုံရတယ်ပေါ့ကွာ तू ပုံစံကြည့်ရတာလေတိကျတဲ့အကြောင်းရင်းကိုမြည်သည့်အခါမှအသေးချာကိုလုံးဝမသိနိုင်ခဲ့ဘူးတဲ့နော်အဲ့တော့ပထမဦးဆုံးသူတို့တွေ့တာပေါ့နော်နှလုံးပြတ်ခြင်းကြောင့်မို့လို့ဖြစ်တယ်ဆိုပြီးတော့ယူဆခဲ့ကြတယ်ပေါ့နော်နောက်ပိုင်းမှာတော့ဒါလူသားရဲ့သူကဒီဓာတ်ပေါ်တွေကိုစစ်တာပေါ့နေမှာပေါ့နော်ဆိုတော့အဲ့မှာဘာကိုတွေ့သွားလဲဆိုတော့လူသားရဲ့လေမင်းကတဲ့ကျိုးနေတာကိုလေမင်းကျိုးနေတာကိုတေချာယူတွေ့ကြလိုက်တာလေမင်းမှာကျိုးသွားတာလေမင်းကျိုးသွားတာတဲ့နှလုံးကိုထိုးတဲ့အချိန်မှာသူဇက်လဲသွားလားမသိနော်အဲ့တော့နောက်ရှင်းမှလည်းသူအဖြစ်ခဲ့သေးတယ်ကွာသူကဒီလိုနောက်ထပ်စုံစမ်းလေ့လာမှုထပ်လုပ်တဲ့အခါမှာဒီထိုးပွဲဒီလက်ဝဲပွဲမတိုင်ခင်မှာတဲ့ရှေ့နေငယ်အတွင်းမှာပေါ့နော်ရှေ့ရက်နေငယ်အတွင်းမှာလူသားကသူကမြင်းမော်ပြုတ်ကျပြီးတော့ခါကြတော့တဲ့လေဘင်းကြိုးယူအစ်စ်တစ်ခုပျက်စီးသွားတယ်ဆိုပြီးတော့သူတို့သိခဲ့ကြတယ်တဲ့။အော်မြင်းပေါ်နေအောင်ပြုတ်ကျ။မြင်းမော်သူပြုတ်ကျထားတော့အခုတော့သူထင်တာတော့ဒီဟိုကထိုးလိုက်တဲ့အချိန်ကတော့နှလုံးအပေါ်ထိုးလိုက်တာပဲဒါပေမဲ့သူလဲကျသွားတဲ့အချိန်မှာဒီကထိထားတဲ့လေဘင်းကြိုးယူအစ်စ်ကဥစ္စာနဲ့ကျမ်းမြင်ထဲမှာသူရိုက်မိပြီးတော့ပဲဒီဇက်ကြိုးပြီးတော့ပဲဆုံးသွားတာပေါ့နော်အေးနော်အေးပါအများအမြင်ကတော့သူထိုးလိုက်တဲ့ဟာဒါကြောက်လို့ပဲထင်လိုက်ကြတာထိုးမိတဲ့နေရာကြောက်လို့လည်းထင်နိုင်ပါတော့ဒါပေမဲ့ခုနပြောတဲ့ဒီထပ်ပြီးတော့ပြန်စစ်ဆေးကြည့်တဲ့အခါမှာလေဘင်းကြိုးယူအစ်စ်တစ်ခုပျက်စီးနေအောင်လည်းသူတို့သိခဲ့ကြတယ်လေနော်အတာပက်ကီရဲ့ထိုးချက်ကလည်းအဲ့ဒီလေဘင်းအစ်စ်ပျက်စီးမှုကိုပုံမပြင်းထန်စေခဲ့ပြီးတော့ဗောနော်အဲ့ဒီအကျိုးဆက်ကြောင့်မို့ပဲလူသားတည်ဆုံးသွားခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့သူတို့ယူဆကြတယ်တဲ့နောက်ပြီးတော့ခုဖြစ်သွားတဲ့ဒီအဖြစ်ပြက်မှာဗောနော်ဒါထူးခြားစမ်းကြယ်လို့ထင်ရတဲ့အကြောင်းအရာဘာလဲဆိုလက်ဝဲသမားတဦးရဲ့မမျိုးလင့်ထားတဲ့စုံမမှုကြောင့်သာမကပဲနဲ့တဲ့အဲ့ဒီအချိန်မတိုင်ခင်တုန်းကဖြစ်ပေါ်ခဲ့တဲ့အဖြစ်ပြက်နှစ်ခုကြောင့်လည်းပေါဝင်နေတဲ့လူတွေထူးဆန်းနေကြတာဗောနော်အဲ့တော့ဘာလဲဆိုတော့လူသားကကျမ်းမြေပေါ်မှာလဲကျနေစဉ်အတွင်းမှာဒိုင်လူကြီးကဒါခုနပြောလို့အမှတ်စင်ရေတွက်ပြီးပေါ့ကွာရေတွက်နေချိန်မှာပဲတဲ့ဘာဖြစ်လာဆိုထူးခြားမှုတစ်ခုကနော်အလင်းနှန်းကြီးတစ်ခုကဒီလက်ဝဲကွင်းအတွင်းတွေကိုရှိတဲ့လူတွေအကုန်လုံးမှာမြင်ရတယ်အလင်းနှန်းကြီးတစ်ခုဝင်လာတာအပေါ်ကနေအပေါက်ရှိတော့လားအေးဘောဒါလက်ဝဲပွဲထဲမှာအဲ့လိုဟိုမီဘီပေါ့နော်ဒါကကိုလည်းမသိဘူးဟိုရှိနေလိုက်လားဒါမှမဟုတ်ပဲဒီတိုင်းကိုပဲထူးခြားလိုက်ပေါ်လာခဲ့တာလားတော့မသိဘူးနော်ထူးဆန်းလိုက်တာဟုတ်တယ်အဲ့လိုအလင်းရောင်တန်းကြီးသူတို့မြင်လိုက်တယ်ပေါ့ကွာအဲ့ဒီအလင်းရောင်ကတဲ့
လဲကြလျက်ဒီမလုံမရှားရှိနေတဲ့ဒီလက်ဝဲသမားရဲ့ကိုခန္ဓာပဲလူသားရဲ့ကိုခန္ဓာပဲထိရောက်ပြီးတော့သူကြာနေတဲ့လူသားအပေါ်လို့ကြာနေတာတဲ့ဒါပြိတ္တတွေကတဲ့အံ့ဩသွားကြတယ်ပေါ့ကွာဟုတ်အဲ့ဒီအချိန်မှာရယူထားလိုက်တဲ့ဓာတ်ပုံတစ်ပုံရှိပြီးတော့ယနေ့ဒီအဲ့ဓာတ်ပုံကအငင်းပွားနေစေဖြစ်တယ်တဲ့ဓာတ်ပုံတစ်ပုံတော့ရလိုက်တယ်ပေါ့နော်ဒါပေမဲ့အငင်းပွားနေတော့မယ်ဒီဓာတ်ပုံကိုလည်းသူကငွေရှာရန်အတွက်ကိုသတင်းစာရောင်းအားတွက်ဖို့လို့အတွက်တွေအတုလုပ်ထားတာဒါမှမဟုတ်လို့ရှင်လဲပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်းပေါ့နော်သတင်းတွေထွက်ခဲ့တယ်ပေါ့ဟုတ်အဲ့လိုသတင်းထွက်ခဲ့တယ်ဒါမှအားဆိုင်နယ်မှာရှိတဲ့ပြည်သက်အများစုကတော့ဒီအလင်းနဲ့အကြောင်းကိုပေါ့နော်တကယ်အဖြစ်ဖြစ်နဲ့သူတကယ်တွေ့မြင်ခဲ့ကြတာပေါ့တကယ်ဒီလက်ဝဲပွဲအတွင်းမှာရောက်ရှိပြီးတော့ကြည်နေတဲ့လူတွေကတော့သူတို့မျက်မြင်ကိုယ်မြင်လိုက်ရတာပေါ့အဲ့တော့သူကဒါတကယ်အဖြစ်ပြက်ဆိုတော့သူတို့တွေ့ရှိခဲ့ကြတာပေါ့ကွာအဲ့ဒီဓာတ်ပုံသာမကပဲနဲ့အဲ့ဒီနေ့နောက်ပိုင်းမှာပေါ့နော်ဖြစ်ပေါ်ခဲ့တဲ့ဒါစမ်းကြမှုတစ်ခုကရှိသေးတယ်တဲ့အဲ့ဒီထိုးပွဲပြီးဆုံးတဲ့2ရက်အကြာမှာအဲ့ဒီအာကစားရုံကတကယ်ကိုထူးထူးခြားခြားနော်ဘာကြောင့်မှမသိဘဲနဲ့မီးလောင်သွားတာတဲ့ဟာမီးလောင်သွားပြီးတော့မှကိုလုံးဝကိုမှမီးလောင်သွားတော့မှပြပဲကြံခဲ့တော့ပြချသွားတာတဲ့ဘယ်လောက်ထိဖြစ်သွားတာတိုက်ဆိုင်မှုနော်ထူးခြားနော်အဲ့တော့ဒီမီးလောင်မှုရဲ့အကြောင်းရင်းကိုလည်းဘာကြောင့်ဖြစ်တယ်ဆိုတော့လည်းဘယ်မှကိုမသိလိုက်ရဘူးတဲ့နောက်ပြီးတော့နော်ခုနပြောတဲ့စမ်းကျေဆိုတာကျိုးသွားတဲ့လေပင်ပြီးတော့ခါကျတော့လက်ဝဲသမားတိတ်ဆုံးချိန်မှာတိုက်ဆိုင်ဆောင်နဲ့ပေါ်ထွက်လာတဲ့အလင်းတန်းနဲ့ပြီးတော့ရက်နှင်းငယ်အကြာမှာဖြစ်ပေါ်ခဲ့တဲ့ဒီမီးလောင်မှုဒီຢာတွေကဒါအချင်းချင်းမသက်ဆိုင်မဲနဲ့တာမန်တက်ဆိုင်မှုတစ်ခုလားဒါပေမဲ့ဒီအချက်တွေကပေါ့နော်ဟိုပေါ့တရားရာစုကြော်တဲ့တိုင်အောင်လို့မဖြည့်ရှင်းနိုင်တဲ့ပုံစံတစ်ခုဖြစ်နေကြံနေသေးတယ်တဲ့နော်အဲ့တော့တကယ်ထူးခြားမှုကြီးပေါ့နော်အဲ့တော့ခုချိန်นี้လဲသူတို့အတွက်ကဒါကြီးကိုဒီတိုင်းနော်ဖြည့်ရှင်းလို့မရအဖြစ်နဲ့ကြံနေသေးတယ်လူသားမက်ကတီကတဲ့1973ခုနှစ်မေလ24ရက်နေ့အသက်22နှစ်အရွယ်မှာကွယ်လွန်ခဲ့တယ်တဲ့အဲ့သူကွယ်လွန်သွားတဲ့အချိန်မှာတဲ့အသက်22နှစ်အရွယ်ဇနီးတဲ့နဲ့2နှစ်အရွယ်သမီးငယ်တဦးတို့ကြံနေခဲ့တယ်တဲ့ကဲနော်အဲ့တော့ကဲခုနပြောတဲ့ဟိုဆရာတော်ကလည်းကြွလာပြီးတော့ပြောတယ်ဘယ်ချိန်မှာဘယ်လိုပြန်ခေါ်သွားမယ်ဆိုတာမသိဘူးဆိုတဲ့အကြောင်းလည်းပြောခဲ့တယ်နော်ဆရာတော်ကျင်ညာချက်ပြောပြီးတဲ့အချိန်မှာ2မိနစ်အတွင်းမှာထိုးရရှိသေးတယ်တရောင်းနဲ့တော့မပြီးသေးဘူးလူသားတည်ဆုံသွားခဲ့တယ်နော်ပြီးတော့ခုနအလင်းတန်းကြီးဒီဘယ်လိုထင်လဲမွာအလင်းတန်းဘယ်လိုလဲတချို့ကရှိရလေဟိုဘယ်လိုပြောမလဲတည်ဆုံခံနေမှာဘာတွေမြင်ရတယ်ညာညာဒါတော့ तू ဘာမြင်လိုက်ရလဲမမြင်လိုက်မသိပြီပဲဒါပေမဲ့အပြင်လူတွေမြင်ရတော့သူ့အပေါ်မှာဒီလိုအုံမိုးွားဆိုတော့တစုံတစ်ခုကပဲသူ့ကိုဒီအသက်ဒီဆုံးရှုံးတဲ့အချိန်မှာလာခေါ်သွားတာလားနော်ဒါမှမထင်မပဲနဲ့ပြောလို့မရဘူးပေါ့နော်ဒီလိုမျိုးနေအလင်းအောင်ကြောက်ပဲအဖျားထွက်လာလားပေါ့တစ်ခုတော့တစ်ခုပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီဖြစ်တည်သွားတဲ့အရာလေးကတော့ထူးဆန်းမှုရှိနေတယ်ပြီးတော့ဒီမတိုင်ကကိုတာတူပြောရတယ်လေဖုန်းတော်ကြီးပြောရတဲ့စကားအရဆိုရင်တချို့တွေကကံကုံတော့မှမြင်ရတာမျိုးရှိရဆိုသူတို့ရဲ့ကုသိုလ်ကံလေးဒါသမီးတို့မြန်မာယူဆိုရင်ပေါ့နော်ကုသိုလ်ကံလေးအတွက်အလူတန်းတွေလုပ်ပေးထားတယ်ဒါမှစိတ်ကဆွဲသွားမှာဟုတ်ခုနကလည်းပြောထားတယ်လေဒီယုံနဲ့ဝင်နဲ့လက်မှတ်ဖို့တွေကိုပြန်လို့လဲဆိုတော့ဟိုဆွဲပြောရနော်ဟုတ်တယ်အဲ့တော့အခုတော့လေသူတွေးတော့တွေးပါလေဒါသူကဟိုလေတာမယ်လူလည်းမဟုတ်ဘူးလေသူ့ရဲ့ဒီဝါနာပါတဲ့ဥစ္စာပေါ်မှာချက်ချင်းလှုပ်လိုက်တော့သူတကယ်ကိုဒီလမ်းကြောင်းမှာနာမည်ကြီးတဲ့ professional လည်းဖြစ်လာတယ်အသက်ငယ်လေးနဲ့လည်းဖြစ်လာတယ်နော်ရှင်သူရှိရဲ့ senior တော့သူကဒါရှင်ပြန်ထိုးတက်ဖို့အနေထားတီကိုသူရောက်လာခဲ့တဲ့လူမျိုးဖြစ်တာဟုတ်ဆိုတော့ခါကျတော့ဒါသူ့ရဲ့တည်ဆုံမှုဟိုကရောပြီးလို့ရှိရင်ခုနအလင်းတန်းကြီးရောက်လာတဲ့ဟာရောသူတည်ဆုံမှုရဲ့နိုင်ငံအတွင်းမှာပဲဒီပြိုင်ပွဲအားကစားယုံကြီးကမီးလောင်တော်မှာယူတော်မှာပြပါကြတာဆိုတိုက်ဆိုင်မှုဖြစ်တယ်နော်ဟိုသူ့တော့ဝမ်းနဲ့ဝယ်ရလဲကောင်းနေတဲ့အချိန်မှာဒါကြီးပဲသူဖြစ်သွားရဲဆိုတော့နော်ပြီးအဲ့မှာခုနကသူကြားဆောင်နဲ့ရထားတဲ့ဓာတ်ပုံကလည်းကြံနေခဲ့သေးတယ်နော်အဲ့တော့ဒီဓာတ်ပုံထဲမှာကြည့်ပြီးတော့အလင်းတန်းကြီးကိုလည်းမြင်ရပါလိမ့်မယ်ဆိုတော့ဒါခုချိန်ထိပေါ့နော်ဒါဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတစ်ခုပဲဘာကြောင့်ဘလို့ဖြစ်သွားရဲဆိုတာရေဒီအလင်းရောင်ညင်ဘလို့ပေါ်လာရဲဆိုတာရေတိုက်ဆိုင်မှုတွေကခုချိန်ထိအဖြေရှာလို့မရသေးဘူးပေါ့မဲဝါရေဟုတ်တယ်ထူးဆန်းတယ်မဲဝါလည်းစဉ်းစားနေတယ်စဉ်းစားတော့ကြက်တာပေါ့နော်ဒီဘယ်လိုပြောမလဲဒီလက်ဝဲယုံကြီးလောင်သွားတယ်ပဲတော်ထူးဆန်းတာဟုတ်တယ်နော်ဟိုဒါပဲစဉ်းစားမိရပေါ့နော်ဒါကတော့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်ထားပါသူ့အရင်ကြိုက်တဲ့ပြည့်စက်တွေရှိမယ်ပေါ့နော်ဟိုဒီသူတို့ရဲ့ fan ပဲထားပါတော့ဒီတယောက်ကဆိုမျိုးသူတို့သဘောကျတဲ့အကစားသမားကဒီဆုံးသွားတဲ့အချိန်မှာစိတ်နံတာပြီးတော့များတစ်စီလောက်ရရှုပ်ခဲ့လာမမြင်ချင်တော့ဘူးပေါ့နော်ဒါမဲဝါရဲ့ရှုပ်တွေးရပါတော့နော်အဲ့လိုမျိုးလေးတွေးမိတယ်အေးပေါ့ဒါပေမဲ့လည်းသူတို့ကဘာကြောင့်ခုလိုဒီပြန်ပွဲယုံကြီးကမီးလောင်သွားပြီးတော့ပြာကျသွားရဲဆိုတော့လေအဖြေလဲရှာလို့မရဘူးဘာသူတို့ကြည့်ရတာတော့ဟိုဘာတဲလုံးစားမှလည်းမကြံဘူးဖြစ်ပါလိမ့်မယ်နော်အဲ့တော့ခုချိန်ထိတော့ဒါလုံးဝအထူးဆန်းမှုတွေနဲ့ပြည့်နေပြီးတော့ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နော်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ကျေးဇူးတင်ပါတယ်နော်အခုလိုစိတ်ရှိရှိနဲ့ပြပြပေးဟုတ်ပါပြီဗျာโอเคအဲ့ဆိုလို့ရှင်လေနောက်လာမဲ့
เนาะဟိုအပတ်တွေမှာကျွန်တော်တို့မောင်တော်နှစ်ယောက်ကအခုလိုမျိုးပဲထူးခြားစမ်းကြဲတဲ့ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေဘယ်လိုမျိုးရှာဖွေတင်ဆက်ပေးအောင်မလဲဆိုတာကိုကျွန်တော်တို့ကိုဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါအောင်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ရှင်တတာ